ဒီလူကနှစ်တွေကြာကြာထောင်ထဲမှာနေခဲ့ရသူပါဒါပေမဲ့ဒီနေ့တော့သူလွတ်တော့မယ်ဆိုပြီးအရန်ပျော်နေခဲ့ပါတယ်အဆောင်တယောက်ကသူ့ကိုခေါ်ဖို့လာတဲ့အချိန်မှာသူကသူ့နဲ့အတူတူထောင်ကျနေတဲ့ငနေတွေကိုငါတော့လွတ်တော့မယ်ဆိုပြီးအော်ဟစ်ပြီးပြောနေခဲ့ပါတယ်သူ့ပစ္စည်းတွေတွားယူပြီးတဲ့အခါကားတော့ကိုတွေးလိုက်ရတယ်သူကားပေါ်တက်ပြီးထောင်ကနေထွက်သွားခဲ့တဲ့အချိန်မှာအဆောင်ကိုလက်ခတ်လဲထောင်ပြပြီးပြောင်ပြခဲ့ပါတယ်ကိုတကဘာလုံးကိုအနိုင်ရတယ်လို့ခံစားနေပြီးဆိုင်တဆိုင်ကိုတွားခဲ့ပါတယ်ဆိုင်ထဲဝင်ပြီးဖြော်ရည်တပူးခိုးဖို့စူးစမ်းခဲ့ပေမဲ့ဆိုင်ဝင်တန်းကမြင်သွားခဲ့ပါတယ်အဲ့ဒီနောက်သူကားစီပြန်သွားပြီးမောင်းထွက်သွားခဲ့ပါတယ်ဖြော်ရည်ကိုတောက်ပြီးဘူးကိုအမိုက်ပုံးထဲပစ်လိုက်ပေမဲ့မဝင်ပဲတောင်ပေါ်ကနေကျသွားခဲ့ပါတယ်ကန်ကဆိုတော့အဲ့ဒီဘူးကဓာတ်ရိုက်မှုကင်းဖြစ်နေတဲ့နေရာထိရောက်သွားခဲ့ပြီးရဲတွေကအဲ့ဒီနေရာမှာတက်တေရှာနေချိန်ဘူးကိုတွေ့သွားကြတယ်အဲ့ဒီဘူးမှာသူ့လက်ပွေတွေပါနေခဲ့တာကြောင့်ထောင်ထဲနောက်တစ်ခါပြန်ဝင်ရဖို့အချိန်ရောက်လာပါတယ်ဒီလိုမျိုးရီကအဆက်လေးတွေကြည့်ချင်ရင်ဘိုင်အိုမှာလင်းချပေးထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှာမတွေ့ရင်တတော်စီပီမှာလာမေးပါ